အားလုံးပဲမင်္ဂလာပါ FA7 မြန်မာ Football Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ EPL ပွဲစဉ်များစွာတဲကပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်လိပ်ပုခေါ်ဂျိုးဂျာနဲ့သိန်းငှက်တို့ရဲ့ Anfield ကွင်းမှာရှင်ပြိုင်ကြမဲ့ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂျိုးဂျာတို့အနေနဲ့ကတော့2025-26ဘောလုံးရာသီမှာသိန်းငှက်တို့ရဲ့ပပဆက်ဆက်နှိပ်စက်ခြင်းကိုခံထားခဲ့ရပါတယ်ဒီရာသီဂျိုးဂျာနဲ့သိန်းငှက်တို့တွေ့ဆုံခဲ့တဲ့၃ပွဲစလုံးမှာသိန်းငှက်တွေကပဲအသာစီးရယူထားနိုင်တာကိုတွေ့ရပါတယ်။ဒါတင်မကသေးပဲအန်ဖီကွင်းမှာရှင်ပြိုင်ခဲ့တဲ့နောက်ဆုံး၃ချိန်မှာလည်းဂျိုးဂျာတို့ဟာသိန်းငှက်တို့ကိုအနိုင်ရယူထားနိုင်ခြင်းမရှိခဲ့ပါဘူး။သိန်းငှက်တွေကပဲနှစ်ပွဲနိုင်တစ်ပွဲတည်ရဆိုတဲ့ရလဒ်ကိုရယူထားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပရီးမီးယားလိနောက်ဆုံးပွဲစဉ်အနေထားအရသိန်းငှက်တွေဟာတူနှစ်လက်အသင်းကိုအိမ်ကွင်းမှာရှင်ပြိုင်ကစားခဲ့ရတော့လေတရေရလဒ်သာရယူထားနိုင်တာဖြစ်ပါတယ်။ဂျိုးဂျာတို့အနေနဲ့ကတော့ဒါဘီပွဲစဉ်အဖြစ်အဲဗာတန်တို့ရဲ့ကွင်းသစ်ကြီးထဲမှာအကျိတ်အနယ်ရှင်ပြိုင်ကစားခဲ့ကစားပုံမကောင်းတော့လဲနန်းကျလာနေတဲ့အီဂျစ်ဘီယင်မိုဆာလာနဲ့ရွှေပြင်းကြီးဗန်ဒိုက်တို့ရဲ့ဂိုးတွေနဲ့ကတ်ကာတီကအနိုင်ရရှိခဲ့ပါတယ်။ပရီးမီးယားလိအဆင့်ရက်တီမှုအနေနဲ့ကတော့သိန်းငှက်တွေဟာအဆင့်73ဆိုတဲ့တစ်ကိုင်းမှာအပူပင်ကင်းမဲ့စွာနားခုနေပြီးတော့ဂျိုးဂျာတို့ကတော့အဆင့်9ဆိုတဲ့တစ်ကိုင်းမှာပူပန်မှုများစွာနဲ့နားနေကအပေါ်အကိုင်းကိုတက်နာဖို့ကြိုးစားနေပါတယ်။သိန်းငှက်တို့ကတော့ Conference League မှာနောက်တစ်ဆင့်တက်လှမ်းသွားပြီးနောက်အပတ်ထဲမှာဆီမီဖိုင်နယ်ပွဲအဖြစ်ရှက်တာဒိုနတ်တို့ရဲ့အိမ်ကွင်းမှာတွားရောက်ကစားဖို့ရှိနေပါတယ်။ပွဲထွက်လာနိုင်တဲ့ကစားသမားတွေအနေနဲ့ကတော့ဂျိုးဂျာတို့ကထုံးစံအတိုင်း4-3-2ပုံစံနဲ့ဂိုးသမားတွေနာနေတာကြောင့်အရန်ဂိုးသမားဝူမန်းနဲ့ပဲပွဲထွက်လာမှာဖြစ်ပါတယ်။ရှေ့တန်းမှာတော့ဆလော့ရဲ့မွေးစားသားဂပ်ပိုကိုအထောင်ထားပြီးဆာလာဘတ်စ်တို့နဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။သိန်းငှက်တွေကတော့သူတို့ရဲ့သိန်းငှက်နက်ကြီးမာတီတာကွင်းလေကဝါတန်ဂျိုးဂျာနဲ့တွေ့တိုင်းလက်စွမ်းပြတဲ့ဂိုးသမားဟန်တာဆန်တို့နဲ့ပဲပွဲထွက်လာနိုင်ပါတယ်။ဒါကြောင့်နောက်ပိုင်းတွေ့ဆုံခဲ့တဲ့ပွဲတိုင်းအကျိတ်အနယ်ရှိခဲ့တဲ့ဂျိုးဂျာနဲ့သိန်းငှက်တို့ရဲ့ပွဲမှာဂျိုးဂျာတို့ကပဲပြန်လည်လက်စားချေနိုင်မလားသိန်းငှက်တို့ကပဲဆက်ပြီးအနိုင်ယူသွားမလားဆိုတာစောင့်ကြည့်ရမယ့်ပွဲတစ်ပွဲဖြစ်နေပါတယ်။ကျွန်တော်အနေနဲ့သုံးသပ်ရရင်တော့ဂျိုးဂျာတို့ပုတ်ကာတီကအနိုင်ရရှိသွားလိမ့်မယ်လို့ထင်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။